และประชาชนทั่วไปร่วมเป็นเจ้าภาพบำเพ็ญพระราชกุศลสวดพระอภิธรรมพระบรมศพภายหลังจากการพระราชพิธีทรงบำเพ็ญจีดาเนาะจีดาจะขมิ้นจนว่าผู้มียาวจนว่าคุณเลยมีเต็มไปท่าบ้านเลยขมิ้นเนาะมียาวเนาะกังวลมียาวโฮมาตุยานี่เจสุเตมาเลยนี่สิมาไปเด้อโอ้เจสุเตมาเลยนี่สิมาไปเด้อลุที่เบ้าบ้านเลยขมิ้นนี่สิมาไปเด้อลุที่เบ้าบ้านเลยขมิ้นเนาะนี่สิมาไปเด้อลุที่เบ้าบ้านเลยเนาะအခုသူများနိုင်ငံမှာတော့တွေ့တယ်ဟုတ်လားသူများနိုင်ငံမှာဘယ်လောက်ထိပါအိုးဟိုထီပေါက်ချင်တဲ့လူတွေအများကြီးပဲเนาะကျွန်တော်ပြောချင်တာဒီလိုမျိုးဆိုရင်ဝင်ကြည့်ကြပါခင်ဗျာเนาะကျွန်တော်ဒီလိုမျိုးလိုက်ရွှေ့ထားလို့ကြည့်ဝင်ကြည့်ကြပါကုသိုလ်ရတယ်ဟိုမှာရံဖြစ်တဲ့ဟာနေဆဲတဲ့ဟာနေသွားမဲ့ကြည့်ပါတယ်ခင်ဗျာเนาะဒီလူနေကြည့်လို့ရှိပို့ပြီးဆိုးတယ်ခင်ဗျာเนาะကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တဲ့အတွက်เนาะအခုလိုမျိုးကကျွန်တော်တို့ကမြင်ရခက်တယ်တချို့လူတွေကမမြင်ရဘူးခင်ဗျာတချို့လူတွေကကြတော့ကျွန်တော်ပြောပြမယ်မမြင်ရပါဘူးခင်ဗျာနော်အခုကျွန်တော်လိုက်လွှတ်ပေးတာကတော့အကလုံးမြင်ရအောင်ကျွန်တော်လွှတ်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်အခုကျွန်တော်လိုက်လွှတ်ပေးတာတော့အကလုံးမြင်ရအောင်ကျွန်တော်လွှတ်ပေးထားပါတယ်ခင်ဗျာနော်ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့မြန်မာပြည်သားတွေတန်ပေါ်အများများစွာရှိတယ်မမြင်ရတဲ့လူတွေလည်းရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကဝိုင်းပြီးတော့ share လို့ကျွန်တော်ပြောတာမဟုတ်ဘူးသူများနေလည်းမြင်လို့ရအောင်လို့ကျွန်တော်က share ခိုင်းထားပါတယ်ခင်ဗျာနော်ကြည့်ကျွန်တော်တို့မြို့ထဲမှာကြည့်ပြည်သူနေကြည့်ထိုင်ဆောက်နေတဲ့ပြည်သူနေလမ်းပေးမှာနော်12နာရီတနာရီ12နာရီထိုးတဲ့လာထိုင်ဆောက်နေကြတယ်လည်းရှိတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးနေ့စီပိုင်းနေပေးတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဘာဖြစ်တာလဲအကိုတဲ့တချို့လူတွေကမောင်ကျွန်တော်ရှင်းပြမယ်တချို့လူတွေကမသိသေးပါဘူးခင်ဗျာနော်အဲ့ဒါဘာဖြစ်တာလဲဆိုတာကျွန်တော်ပြောပြမယ်ထိုင်းနိုင်ငံရဲ့ဘယင်ရဲ့မိဖုရားနန်းရောဆန်သွားပါတယ်ခင်ဗျာအဲ့ဒါကိုနန်းတော်ကိုဆေးရော်ဒီနန်းတော်ကိုခေါ်သွားပါတယ်ခင်ဗျာနော်နန်းတော်ခေါ်သွားပါတယ်ခင်ဗျာနော်ဘယင်မနံပါတ်9ဘယင်မကိုနန်းတော်ခေါ်သွားပါတယ်အဲ့ဒီမှာဘယင်မစီးလာတဲ့ကားအဲ့ဒီမှာကျွန်တော်အခုပြနေတဲ့ကားတွေ့လားအဲ့ဒီကားဘယင်မစီးလာတဲ့ကားဖြစ်ပါတယ်ခင်ဗျာနော်ဘယင်မစီးလာတဲ့ကားပါနော်အဲ့ဒီကားဝါလေးမှာကျွန်တော်ဖုန်ကြီးစီးလာပါတယ်ဖုန်ကြီးလည်းပပါတယ်နော်ဖုန်ကြီးနေလည်းပပါတယ်မကတော့နေကြနဲ့နော်သူများနဲ့စိတ်မကောင်းတဲ့လူနဲ့စိတ်မကောင်းဘူးပေါ့နော်ဘယင်မသူတို့နိုင်ကဘယင်မသူတို့တအားချစ်ကြတယ်ခင်ဗျာနော်ကြည့်တာအဲ့ဒီလမ်းသူကိုွေးဝင်မယ်အဲ့ဒီလမ်းသူကိုွေးဝင်မှာပေါ့နော်ကိုွေးဝင်ပြီးတော့တွားရမယ်လမ်းကြတော့10ကီလိုရှိတယ်ခင်ဗျနော်နည်းနည်းလေးမဟုတ်ဘူးနော်တွားရမယ်ဝေးပါတယ်ခင်ဗျနော်10ကီလိုกว่าတယ်နော်10ကီလိုဆိုတော့ကျွန်တော်နိုင်နဲ့ကျွန်တော်ခန့်မှန်းထားတော့နည်းစောမိနစ်30လောက်စီးရမှာကားနော်မိနစ်30မိနစ်20လောက်ကားနဲ့တွားရမှာပေါ့နော်အဲ့ဒီမှာဘယင်မစီးတဲ့ကားဖြစ်ပါတယ်အဲ့ဒီအပြာလေးဖြစ်ပါတယ်အဲ့ဒီအပြာလေးကားဖြစ်ပါတယ်ဘယင်မစီးလာတဲ့ကားကြတော့နော်အဲ့ဒီဘယင်မဖြစ်ပါတယ်တွေ့တယ်နော်ကျွန်တော်တို့ထိုင်းနိုင်ငံသားနေတွေ့လာငိုတဲ့လူအောင်ငိုနေကြတယ်မြင်တာဟုတ်ကျွန်တော်ရိုက်ပြတာတွေ့တယ်နော်ငိုနေတဲ့လူတွေအများကြီးရှိတယ်ခင်ဗျာနော်ငိုနေကြတဲ့လူတွေလည်းအများကြီးရှိတယ်နော်သူများနိုင်ငံမှာအဲ့လိုချက်ထိုးလိုက်ပါနော်မြန်မာပြည်မှာလည်းထိုးလိုက်ပါနော်ကန်ကောက်လို့ရှိရင်အဲ့ဒီဘယင်မရဲ့ကနဘာပေါက်ရှင်ပေါက်မှာပေါ့နော်ကျွန်တော်ကပေါက်မှာလားမပေါက်လားလို့ကျွန်တော်မသိပါဘူးခင်ဗျာကျွန်တော်တော့ဒီနံပါတ်တော့ကျွန်တော်တော့ယူပေးလိုက်ပါပြီ9နှစ်ကိုဖြစ်ပါတယ်ခင်ဗျာနော်39နှစ်ကိုဖြစ်ပါတယ်ဘယင်မစီလာတဲ့ကားနံပါတ်ဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီကားနဲ့ကြာတော်တန်ရကားလာလို့မရဘူးခင်ဗျာနော်ကြည့်တာနော်မထွက်ကြပါနဲ့ကုသိုလ်ရတယ်နော်အဲ့ဒါလေးကြည့်တာကုသိုလ်ရတယ်နော်ကိုတာသွားမဖြစ်တာကိုတို့ကအဲ့ဒီနေရာကိုသွားမဖြစ်ဘူးဆိုရင်လိုက်ထမ်းမနေပြီးတော့တယောက်တစ်ချက်ကြီး share လိုက်ကုသိုလ်ရတယ်ခင်ဗျာနော်တယောက်တစ်ချက်ကြီး share လဲလို့ရှိရင်ကုသိုလ်ရတယ်နော်ကျွန်တော်ပြောတာဗာလဲမဟုတ်ဘူးတယောက်တစ်ချက်ကြီး share ပေးလိုက်ကြံတဲ့လူတွေတော့လည်းကုသိုလ်ရတယ်နော်တွားကြည့်မှကုသိုလ်ရတာမဟုတ်ဘူးအဲ့ဒီတွားကြည့်ဖို့ကလည်းမလွယ်ဘူးခင်ဗျာတွားရတာလည်းတော်တော်လေးစောက်ရတယ်ခင်ဗျာနော်တချို့လူတွေကနေမနိုင်ဘူးနော်ဟုတ်ပါတယ်တယောက်တစ်ချက် share လိုက်ရင်ကုသိုလ်အများကြီးရတယ်ဗျနော်ကျွန်တော်ကျေးဇူးတင်ပါတယ်ဟို share ပေးတဲ့လူတွေအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျ
တရားတစ်ချက်လိုက်တာလည်းကုသိုလ်ရတယ်ဘာဖြစ်လဲဆိုတော့သူများကိုတစ်ချက်ပုတ်ပေးတာအဲ့ဒီ share တဲ့ဆိုတာသူများတစ်ချက်ပုတ်ပေးလိုက်တာသူများနေဝင်လာကြည့်အောင်သူများနေလာကြည့်အောင်လို့ share ပေးလိုက်တာကိုနဲ့သိတဲ့လူတွေဝင်လာကြည့်အောင်အဲ့ဒီ share လိုက်တဲ့တစ်ခုနဲ့အကိုတို့ညီမတို့မောင်နှမတွေအကုန်လုံးကကျွန်တော်တို့မြန်မာပြည်သားအကုန်လုံးကကုသိုလ်ရတယ်နော်ဒီထဲမှာကျွန်တော်အခုလိုက်နေတာလူ1000ကျော်ရှိတယ်ထိုင်းနေလည်းပါချင်လည်းပါမှာပေါ့နော်မြန်မာပြည်သားတွေကတော့အဓိကတော့မြန်မာပြည်သားပဲကိုကမြန်မာဆိုတော့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားပဲရှိတာပေါ့နော်အဲ့ဒီမှာကားပါနော်အဲ့ဒီကားအဲ့ဒီမှာဘေးမစီးတဲ့ကားဖြစ်ပါတယ်နော်ဟုတ်ပါတယ် share ပေးနေတာကျေးဇူးများတင်ပါတယ်ခင်ဗျာနော်အဲ့ဒီ share လေးတာနဲ့ခင်ဗျားတို့ကုသိုလ်ရပါတယ်ခင်ဗျာနော်အခုကြည့်ကိုတို့ကကြည့်ပဲကြည့်နေတယ်မ share ပေးဘူးဆိုရင်ကုသိုလ်မရဘူးအ share လိုက်တာတစ်ခုကဘာမဆိုပဲကျွန်တော်ပြောပြတာရေးကြီးတဲ့ဟာတစ်ခုဆိုရင် share လိုက်မကြောက်နဲ့ share တာတစ်ခုကိုလုံးဝမကြောက်နဲ့ရေးကြီးတဲ့တစ်ခုနဲ့ပဲ share လိုက်တာနဲ့ကုသိုလ်ရပါတယ် share လိုက်ပါပြီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ share ပေးတဲ့တော့ကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော် share ခိုင်းတာလည်းဘာလည်းမဟုတ်ပါဘူးခင်ဗျာနော်ကြံတဲ့လူတွေမမြင်တဲ့လူတွေအတွက်ပါကျွန်တော် share ခိုင်းတာကြံတဲ့အကူတို့ share လိုက်လို့ရှိရင်လူတွေကဝင်လာကြည့်တဲ့လူကများသွားတယ်နော်လူဝင်ကြည့်တဲ့လူတွေကများသွားတယ်ဆိုတော့အဲ့ဒီလူဝင်ကြည့်တဲ့လူတွေလည်းကုသိုလ်ရသွားတွေ့လားမငိုနေတဲ့လူတွေ့လားကျွန်တော်တက်တော့ရက်ပြတယ်တွေ့လားငိုနေကြတယ်နော်မျက်ရည်နေကြားနေကြတယ်နော်အခုလိုကိုတို့ share လိုက်တာကျေးဇူးတအားတင်သွားတယ်ဘာလဲဆိုတော့သူများနေဝင်လာကြည့်ရတာပေါ့နော်ဝင်လာကြည့်တာနဲ့အကိုတို့လည်းကုသိုလ်ရသွားတယ်နော်ကြည့်တာပါခင်ဗျာနော်တကယ်ဘယင်မလည်းအဲ့ဒီဘယင်မလည်းမှားထားတဲ့ဒီတော့သူ့ကိုကြက်ငံနေပါနေတိတ်ပြီးတော့မလောက်ပါနဲ့နော်သူမှားထားလို့ကားနေပါနေသွားလို့ရသေးတယ်ဟိုနဲ့ဘေးမှာဆိုရင်တွေ့လားထိုင်းဘယင်တော့ဆိုရင်နံပါတ်9ဘယင်တော့အကုန်လုံးပိတ်တယ်လုံးဝမပေးသွားဘူးအဲ့ဒီလို့နော်ဒီမှာတွေ့လားကျွန်တော်ငိုတဲ့လူဓာတ်ပုံရိုက်ပြတယ်တွေ့လားငိုတဲ့လူတွေအများကြီးရှိတယ်နော်ကျွန်တော်ဓာတ်ပုံရိုက်လို့မခံလို့နော်ငိုနေတဲ့လူတွေအများကြီးရှိတယ်ဝမ်းနေကြတာပေါ့နော်သူတို့တအားဝမ်းနေကြတာငိုနေတဲ့လူအများကြီးရှိတာပေါ့ခင်ဗျနော်တွေ့တာဟောငိုတဲ့လူတွေအများကြီးရှိပါတယ်အကိုလည်း share ပေးထားတယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ပါတယ် share ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာနော် share ပေးထားပါခင်ဗျာနော်ကျွန်တော်ပြောတာအခုအမတို့ share ပေးတာအမတို့ကုသိုလ်ရတယ်နော်ညီမတို့ share ပေးတာညီမတို့ကုသိုလ်ရတယ်နော် share တဲ့လူကုသိုလ်ရတယ်နော်ဘာဖြစ်လဲဆိုတော့နှင်းစီပန်းပေးတာဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒီ share ပေးတဲ့လူကုသိုလ်ရတယ်ကျွန်တော်မှန်တိုင်းပြောတယ်နော်ကုသိုလ်ကျေးဇူးပါခင်ဗျာနှင်းစီပန်းပေးတဲ့လူတွေကျေးဇူးတင်ပါတယ်ခင်ဗျာချက်ပေါက်မယ်နော်ကိုယ်နဲ့ချမ်းသာပါပေးထားတယ်နော်မမေးနဲ့ဟို9ဘက်6ဘက်9ဘက်10ဘက်မဝေးကျေးဇူးတင်ပါတယ်10ဘက်ကပေးပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဟိုနှိပ်တယ်ဟေးနှင်းစီပန်းတွေနှိပ်ပေးတယ်ဟေးတပွက်နှိပ်တယ်ဟေးကျေးဇူးတင်ပါတယ်ခင်ဗျာနော်ကျေးဇူးတင်ပါတယ်ခင်ဗျာနော်ကျွန်တော်ကလည်း line နေတိုက်မြလွှတ်ဘူးကိုတို့မြင်တဲ့တိုင်ပဲနော်ဘာဖြစ်လဲဆိုတော့ရေးကြီးတဲ့ချိန်တွေမှာကျွန်တော် live လွှတ်ပေးတာပေါ့နော်အဲ့ဒီကနန်းတော်ရောက်ခါနေနေပြီနော်နောက်ထပ်10မိနစ်ဆိုရင်နန်းတော်ရောက်တော့မှာနော်နောက်ထပ်10မိနစ်ဆိုရင်နန်းတော်ရောက်တော့မှာပေါ့ခင်ဗျာနော်လမ်းနေကြတော့ကျွန်တော်တို့အကုန်လုံးပိတ်ထားပါတယ်နော်လမ်းနေအကုန်လုံးပိတ်ထားပါတယ် share တဲ့လူတွေကို share ထားကြတော့ကျွန်တော်ကုသိုလ်ရတယ်နော်ကိုတို့ share တဲ့လူကုသိုလ်ရတယ်နော်ကိုရဲ့ကိုစောင်းနာပဲတည်တယ်ကို share လိုက်တဲ့လူဆိုရင်ကိုစောင်းနာမှာကိုပဲတည်တယ် share ပေးလိုက်တာနဲ့ကုသိုလ်အဲ့ဒီဘယင်မစီးလာတဲ့ကားဖြစ်ပါတယ်ခင်ဗျနော်နံပါတ်3ကားပေါ့နော်နံပါတ်3ကားနံပါတ်3ကားတစီးရကြတော့ဘယင်မစီးလာတဲ့ကားဖြစ်ပါတယ်share ထားတယ်ဟိုရှေ့ရကြောဖြစ်ပြီ share တဲ့လူတွေကျေးဇူးတင်ပါတယ်ကုသိုလ်ရပါတယ်ခင်ဗျနော်ကုသိုလ်လေးရတယ်ကျွန်တော်လည်းကုသိုလ်လေးမျှဝေပေးတာပေါ့နော်အခုဝင်ကြည့်တဲ့လူတွေကျွန်တော်ကုသိုလ်ပြပြီးတော့မျှပေးတာပေါ့နော်ကုသိုလ်ရပါစေလို့နော်ချဲလဲပေါက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာအခုကျွန်တော်တို့မြန်မာပြည်သားတွေကြည်နေတဲ့လူတွေချဲလဲပေါက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာနော်အဲ့ဒါနံပါတ်9ဘယင်စီးလာတဲ့ကားပါခင်ဗျာနော်9နှစ်9ပါကားနံပါတ်9နှစ်9ပါ3ည9နှစ်9ပါခင်ဗျာနော်3ည9နှစ်9ပါဘယင်မစီးလာကားနံပါတ်ပါခင်ဗျာနော်နော်တေချာလေးယူထားပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာတွေ့လားချောတယ်ဟုတ်လားဒီမှာတွေ့လားဒီနေရာကိုဘာကောက်ထင်မှနေတဲ့လူတွေတော်တော်များများသိကြမှာပေါ့နော်ဒီနေရာလေးအခုကျွန်တော်ရိုက်ပြတဲ့နေရာလေးတွေ့တယ်ဟုတ်လား
လာကြတဲ့လူတွေတော်တော်များများသိကြမှာပေါ့နော်နော်တော်တော်များများသိကြမှာပေါ့ဒီနေရာလေးကိုကျေးဇူးပါကိုလည်းကျေးဇူးပါလည်းဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျနော်ကျွန်တော်လည်းကျွန်တော်ကုသိုလ်ကျွန်တော်တယောက်တည်းလည်းမရဘူးကြံတဲ့လူပါကျွန်တော်မျှပေးတယ်အခုလူကြည့်နေတဲ့1000ကျော်ရှိပါတယ်အဲ့ဒီလူ1000ကျော်လဲကျွန်တော်ကုသိုလ်မျှပေးနေပါတယ်ခင်ဗျနော်အဲ့ဒါကြောင့်ရှယ်ထားတဲ့လူတွေလည်းကုသိုလ်ရအောင်လို့ကျွန်တော်လုပ်ပေးထားပါတယ်ခင်ဗျနော်နော်ကုသိုလ်ရပါတယ်ခင်ဗျရှယ်ထားတဲ့လူလည်းကုသိုလ်ရပါတယ်ခင်ဗျအဲ့ဒါနော်အဲ့ဒီကားပါနော်ဘယင်မစီလာတဲ့ကားဖြစ်ပါတယ်ဘယင်မစီလာတဲ့ကားဖြစ်ပါတယ်ခင်ဗျဟိုကျေးဇူးတင်ပါတယ်နေ့စီပိုင်းပေးတဲ့လူတွေလည်းအများကြီးကျေးဇူးတင်ပါတယ်ရှယ်ပေးတဲ့လူလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနော်အခုလိုမျိုးကျွန်တော်နေ့စီပိုင်းနှိပ်ပေးတယ်ကျွန်တော်ကိုရှယ်ပေးတဲ့လူတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနော်ချမ်းသာပါစေချမ်းသာပါစေလို့နော်ကုသိုလ်လေးရပါစေလို့အခုလိုမျိုးကုသိုလ်လေးယူကြတာကျွန်တော်ကလည်းကုသိုလ်ပြန်ပြီးတော့မျှပေးပါတယ်ခင်ဗျနော်အဲဒါကြောင့်ရှယ်တဲ့လူလည်းကုသိုလ်ပြန်ယူကြပါရှယ်ပေးလိုက်တော့လည်းကုသိုလ်ရပါတယ်ခင်ဗျโอ้ကျေးဇူးတင်ပါတယ်โอ้ပန်ကြီးပေးလိုက်တာကျေးဇူးတင်ပါတယ်ခင်ဗျနော်တွေ့တယ်နော်โอ้ကျေးဇူးတင်ပါတယ်โอ้အဲ့ဒီမှလေးပေးတာလေလူများနေလည်းပေးနေကြတာကျွန်တော်တွေ့ရတာကျွန်တော်ကဒီအခုမှပဲရဖူးတာပဲအခုမှပဲလူနေပေးကြတယ်ကျေးဇူးတင်ပါတယ်အခုလိုမျိုးပေးထားတဲ့အတွက်နော်ငိုနေကြတယ်တွေ့နော်တွေ့တယ်နော်ငိုနေကြတယ်တွေ့နော်ဒီမှာငိုနေကြတာသိလားမျက်ရည်နေကြားကြတယ်ဗျာသူတို့မှလည်းသူတို့ဘယင်မနော်သူတို့ထိုင်းနိုင်ငံမှာဆိုရင်နောက်မဲ့အကြီးဆုံးဘယင်ဖြစ်ပါတယ်ဘယင်မဖြစ်ပါတယ်မိဖုရားဖြစ်ပါတယ်ခင်ဗျာနော်ဘယင်ရဲ့အမေမိဖုရားပေါ့နော်အဲ့ဒါကြောင့်ထိုင်းနိုင်ငံမှာဘယင်အကြဆုံးဘယင်လည်းဖြစ်ပါတယ်ခင်ဗျာနော်ကျေးဇူးတင်ပါတယ်နေ့စီမှပေးတာနော်ထိုင်းနိုင်ငံမှာအကြဆုံးနေရတဲ့ဘယင်မဖြစ်ပါတယ်နော်အဲ့ဒီဘယင်ရဲ့မိဖုရားဖြစ်ပါတယ်ခင်ဗျာနော်အသက်လည်းအရှိဆုံးနေရတဲ့ဘယင်ဖြစ်ပါတယ်အဲ့ဒီနံပါတ်9ဘယင်နဲ့ဘယင်မနဲ့ပေါ့နော်အသက်ရှိဆုံးဘယင်ဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒါသိတာပါအဲ့ဒီနေရာကိုဘာကောက်နေမှနေတဲ့လူနေတော့သိကြတာပေါ့နော်နော်အဲ့ဒါကြောင့်ကျွန်တော်အဒီမှာကျွန်တော်ရိုက်ပေးထားတယ်ကောင်းကောင်းလေးမြင်အောင်နော်သူများနေလိုက်စောလွှဲထားတာသိမြင်အောင်အခုကျွန်တော်ရိုက်ပေးထားတဲ့ဟာကြတော့သွားတဲ့နေရာနေအကုန်လုံးမြင်အောင်အကုန်လုံးထိကောင်းကောင်းလေးမြင်ရတာပေါ့နော်အကောင်းကောင်းလေးရှင်းရှင်းလေးမြင်ရတာပေါ့နော်အခုလိုမျိုးကျွန်တော်ရိုက်ပေးတာနော်ကျွန်တော်အခုလိုမျိုးလိုက်လွှဲပြီးရိုက်ပေးထားတာပေါ့နော်သိတာမိနစ်တွေ့လားကျွန်တော်နောက်ထပ်တွားရမသေးမိနစ်30လောက်မာရမှာပေါ့ဟိုရလို့ရှိရင်ကြည်တာပေါ့နော်အေးဘယင်အဲ့ဒီနန်းတော်ရောက်လို့ရှိရင်ကြည်တာပေါ့နော်အဲ့ဒါကိုွေးမယ်ပေါ့နော်ဒီဘက်ကိုကိုွေးပါမယ်ဒီဘက်ကိုကိုွေးမယ်ကားဒီဘက်ကိုကိုွေးရမှာပေါ့နော်ညာဘက်ကိုကိုွေးရမှာပါခင်ဗျနော်ညာဘက်ကိုကိုွေးရမယ်နော်လမ်းပြတွေလည်းပါတာပေါ့နော်ပြီးတော့ပေါ့နော်အဲ့ဒီနေရာဘယ်နေရာလဲလို့နော်တွေ့တယ်နော်ရှင်းနေတာပဲလှုပ်ပေးထားတာနော်သူများနိုင်ငံမှာတွေ့တာလမ်းတွေအကုန်လုံးပိတ်လမ်းတွေအကုန်လုံးနန်းတော်ဟုတ်ပါတယ်နန်းတော်ရောက်တော့ပါမယ်ခင်ဗျာနော်နန်းတော်ရောက်တော့ပါမယ်ခဏလေးစောင့်ကြည့်ပါနော်အဲ့ဒါအခုကျွန်တော်ရိုက်ထားမျိုးကလည်းကောင်းကောင်းလေးမြင်ရတယ်ခင်ဗျာနော်အရင်သူများနေရိုက်ထားတာလုံးမမြင်ရဘူးနော်အဲ့ဒါလေးမှကောင်းကောင်းလေးမြင်ရတယ်အခုကျွန်တော်လိုက်ဆော့လွှဲထားတဲ့ဟာတွေကောင်းကောင်းမြင်ရတာပေါ့ခင်ဗျာကြည့်တာပါကြည့်တာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနော်အဲ့ဒီနန်းတော်ရောက်တော့ပါမယ်ခင်ဗျာနန်းတော်ရောက်တော့ပါမယ်ခင်ဗျာနော်ကားကြတော့တိတ်ပြီးတော့အကြိုင်းမောင်းလို့မရဘူးခင်ဗျာအနည်းဆုံးသူတို့20လောက်ပဲမောင်း15လောက်ပဲမောင်းရပါတယ်ခင်ဗျာနော်အဲ့ဒါကြောင့်အဲ့10ကီလိုသွားရမယ့်နေရာအနည်းဆုံးတော့မိနစ်30လောက်တော့ကားမောင်းရမှာပဲခင်ဗျာနော်
မိနစ်30လောက်ကားမောင်းရပါမယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းသူများနိုင်ငံမှာနော်အခုချိန်လေးမှာတိတ်ပြီးတော့အပြင်းနေမထွက်ကြမှာနဲ့ဝမ်းနဲ့ကြေခွဲရတဲ့ချိန်ဖြစ်နေတယ်နောက်ပြီးတော့အော်ကြီးအော်ကျယ်နေတချင်းနေမဆိုကြပါနဲ့အရက်တောက်တာဘာညာတော့တိတ်ပြီးတော့လမ်းပေါ်မှာမတောက်ကြပါနဲ့ပေါ့နော်သူများစိတ်မကောင်းတဲ့ချိန်ဖြစ်နေတဲ့ချိန်မှာကျွန်တော်တို့ပြောလို့မရပါဘူးခင်ဗျာနော်အဲ့ဒါကြောင့်ကျွန်တော်ကအဲ့ဒါလေးနေလဲတတိပေးတာပေါ့နော်ကျွန်တော်တို့မြန်မာပြည်သားနေနော်ကျွန်တော်တို့ပြောနေတာမဟုတ်ပါဘူးနော်ကျွန်တော်တို့မြန်မာပြည်သားနေဒုက္ခရမယ့်အတွက်နဲ့ကျွန်တော်ပြောပေးနေတာပါခင်ဗျကျွန်တော်တို့မြန်မာပြည်သားနေဒုက္ခရမှာကြောက်လို့ကျွန်တော်ပြောပေးတာပါခင်ဗျာနော်ကျွန်တော်ဆရာကြီးတော့မဟုတ်ပါဘူးခင်ဗျာနော်စင်ချီလို့ရအောင်လို့ကျွန်တော်ပြောပေးတာပါနော်ကျွန်တော်တို့မြန်မာနိုင်ငံသားနေစင်ချီကြပါတောက်စားလေးနေဟိုလည်းနည်းနည်းလျှော့ကြပါနော်ဇာမဖြစ်ကြပါနဲ့အော်ကြီးအော်ကျဲပေါင်းနေတဲ့ဘာတွေနဲ့တချင်းနေမဆိုကြပါနဲ့ခင်ဗျာနော်အခုချိန်လေးမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုအတွက်ကျွန်တော်ပြောပေးတာကျွန်တော်မြန်မာနိုင်ငံသားတွေတွေ့ပါခင်ဗျာနော်လူမှုရေးကိုကျွန်တော်မခွဲခြားပါဘူးအကုန်လုံးအတွက်ကျွန်တော်ပြောတာပါခင်ဗျာနော်အကုန်လုံးအတွက်ကျွန်တော်ပြောပေးတာပါကတော့နေကြတာခင်ဗျာနော်အဲ့ဒါအဲ့ဒီဖုန်းထဲမှာကြည်ပြီးတော့ကတော့လည်းရပါတယ်နော်အခုကြည်နေတဲ့လူ1000ကျော်ရှိပါတယ်နော်ကတော့ချင်လို့ရှိရင်ဖုန်းထဲမှာလည်းရှိခိုးလို့ရပါတယ်နော်ကုသိုလ်ရပါတယ်နော်ဟိုဒီမှာသွားတွေးမှကုသိုလ်ရတာမဟုတ်ဘူးသူများနေအကုန်လုံးကရှိခိုးကြတာပေါ့နော်ဖုန်းထဲမှာလည်းရှိခိုးလို့ရပါတယ်နော်အောက်ပါတယ်ကျေးဇူးတင်ပါတယ်ရှိခိုးကြပါခင်ဗျာနော်အဲ့ဒီမှာကားထဲမှာပါလာလို့ရှိရင်ရှိခိုးလဲကုသိုလ်ရပါတယ်ခင်ဗျာနော်ကားနံပါတ်ဘယ်လောက်လဲကားနံပါတ်ကျွန်တော်ပြောပေးထားပါတယ်ခင်ဗျာနော်ဒီမှာကြည့်ပါခင်ဗျာနော်3929ပါခင်ဗျာနော်အဲ့ဒီမှာဘယင်မစီးလာတဲ့ကားအခုကျွန်တော်ရိုက်ပြတဲ့ကားဘယင်မစီးလာတဲ့ကားဖြစ်ပါတယ်ခင်ဗျာနော်3929ဖြစ်ပါတယ်3929ဖြစ်ပါတယ်ဟုတ်ပါတယ်ရှိခိုးကြပါအခုလိုမျိုးရှိခိုးတာကုသိုလ်ရတယ်ခင်ဗျာနော်သူတို့ထိုင်းလူမျိုးနေဆိုရင်တွေ့လာတနေ့လောက်လာထိုက်ဆောက်ပြီးတော့သူတို့ရှိခိုးနေကြတယ်နားမထိုက်ပြီးတော့ရှိခိုးကြတာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တွားလို့မဖြစ်တဲ့အတွက်ဖုန်းထဲမှာလည်းရှိခိုးလို့ရပါတယ်ခင်ဗျာဖုန်းထဲမှာလည်းရှိခိုးရပါတယ်ကုသိုလ်ရပါတယ်ဖုန်းထဲမှာရှိခိုးလည်းကုသိုလ်ရပါတယ်ခင်ဗျာနော်တူပါပဲနော်အပြင်မှာရှိခိုးတာနဲ့အဲ့ဒီမှာကားလာတယ်အဲ့ဒီကားမှာရှိခိုးကြပါဘယင်မပါလာတဲ့ကားပါကျွန်တော်တို့လည်းရှိခိုးပါတယ်ခင်ဗျာနော်အမတို့အကိုလုံးမဟုတ်ကျွန်တော်ကိုယ်တိုင်လည်းရှိခိုးပါတယ်နော်အဲ့ဒီကားထဲမှာရှိခိုးရပါတယ်ခင်ဗျာနော်အဲ့ဒီကားထဲမှာပါလာပါတယ်ဘယင်မနော်ဘယင်မစီးရတဲ့ကားဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နေ့စီပိုင်းနေပေးထားတဲ့အများကြီးလည်းရပါပြီဒီနေ့ကျွန်တော်လည်းဝမ်းသာပါတယ်နော်ကုသိုလ်လည်းရပါတယ်ကျွန်တော်လည်းကုသိုလ်ရတယ်ရှယ်ပေးတဲ့လူလည်းကုသိုလ်နေရတယ်ခင်ဗျနော်ဒီမှာကြည့်အဲ့ဒီမှာကားမှာအဲ့ဒီကားမှာပါအခုကျွန်တော်ရိုက်ပြထားတဲ့ကားတွေ့လားအဲ့ဒီကားမှာပါခင်ဗျနော်ဘယင်မမိဖုရားပါလာတဲ့အဲ့ဒီကားမှာပါခင်ဗျကျွန်တော်တို့မြန်မာနိုင်ငံသားနေလဲတအားချစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသားနေလဲလေးစားကြပါနော်တိတ်ပြီးတော့ live ပေါ်မှာတိတ်ပြီးတော့မလောက်ကြပါနဲ့နော်အဲ့ဒါကြောင့်လေးစားကြပါဘာဖြစ်လဲဆိုတော့အဲ့ဒီဘယင်မလည်းကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုနေရာနေပေးတယ်မြေကြီးနေပေးတယ်ပေးနေတယ်အဲ့ဒီနံပါတ်9ဘယင်နဲ့ဘယင်မတွေကကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုတအားကူညီပေးတဲ့ဘယင်ဖြစ်ပါတယ်ခင်ဗျာနော်ဘယင်မင်းများနေဖြစ်ပါတယ်နံပါတ်9ဘယင်နဲ့ဘယင်မပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေတအားချစ်ပါတယ်ခင်ဗျာနော်အဲ့ဒီကားမှဖြစ်ပါတယ်ခင်ဗျာနော်ကာနပါနေမှတ်ထားကြပါတေချာလေးရေးထားကြပါခင်ဗျာနော်မထိုးနဲ့မဟုတ်ဘူးထီနံပါတ်ထိုးလို့ရှိရင်တပတ်မဟုတ်ဘူး3ပတ်လောက်ထိုးကြပါခင်ဗျာနော်အခုထွက်လာတဲ့ချက်တော့လဲ696ပူကနာထွက်တယ်နော်ပူကနာထွက်တယ်အခုလဲပူကနာလာမလားမသိဘူးနော်နှစ်ကိုနှစ်ဖြစ်နေပါတယ်နော်3ညနှစ်ကိုနှစ်ပါနော်3ညနှစ်ကိုနှစ်ပါနော်အဲ့ဒီဘယင်အရင်ကဘယင်စီးတဲ့အဲ့ဒီကားပါပဲဘယင်
ရင်နိုင်ရဆန်တော့လေအဲ့ဒီကားပဲစီးရပါတယ်ခင်ဗျာနော်ကားကိုမှပဲအကောင်းစားမစီးဘူးနော်ကြည့်နော်ဘယင်နေကားကိုကြည့်လိုက်ကားကိုမှအကောင်းစားမဟုတ်ဘူးနော်စီးထားတဲ့ကားကြည့်တချို့လူတွေလော့အကောင်းစားတွေနဲ့ဗာနဲ့လာမှာနော်အဲ့ဒါကားကိုမှအကောင်းစားမဟုတ်ဘူးတွေ့လားကားအကောင်းစားနေဆိုရင်နောက်မှာနော်အဲ့ဒီဘယင်ရဲ့ဥမာနေထက်တာမငိုနေတဲ့ပုံရိုက်ပြတယ်တွေ့လားအဲ့ဒီမငိုနေတာတွေ့တယ်နော်ကျွန်တော်ရိုက်ပြတာတွေ့တယ်နော်အဲ့ဒါငိုနေတဲ့ပုံလေးဖြစ်ပါတယ်ဝမ်းနဲ့ကြေခွဲနေရတဲ့ပုံလေးနေဖြစ်ပါတယ်နော်တွေ့တာဟုတ်အခုမှကျွန်တော်တို့ယူဆဝတိခြာကိုရပါတယ်အခုမှယူဝတိရောက်ပါတယ်ခင်ဗျာနော်အဲ့ဒီယူဆဝတိကျွန်တော်တို့စာနမလို့ရောက်ပြီးတော့ရောက်တော့မှာခင်ဗျာတော့93နှစ်ပါအဲ့ဒါနှင်းစီပန်ပေးထားတဲ့လူနေထေပေါက်ဝင်ကြည်တာမရောက်ရင်ကြည်တာ3ဘက်မပြည့်ဘူးကိုနဲ့နှင်းစီပန်နှိပ်ပေးထားတဲ့လူနေလေ3ဘက်မပြည့်ဘူးနော်ထေပေါက်ဝင်ကြည်တာထိုးထားကိုနဲ့ပြောထားမယ်3ဘက်ပေးတာထေပေါက်ချင်တဲ့လူတွေပဲအများကြီးကိုနဲ့နှင်းစီပန်ပေးထားတဲ့လူတွေ3ဘက်မပြည့်ဘူးနော်ကိုနိုင်အေး3ဘက်ပြည့်လို့ထေပေါက်လို့ရှိရင်ကိုနိုင်ဆက်တော်လာနော်ကိုနိုင်အေးကျွန်တော်ထေပေါက်တယ်ကိုနိုင်မုံဝဲကျွေးမဆိုရင်လာခဲ့ကိုတီကိုတပတ်စားရရင်ကျွန်တော်ကျေနပ်ပြီနော်ကိုတီကိုတပွဲလောက်စားရရင်ကျွန်တော်ကျေနပ်ပြီလာခဲ့ခေါင်းဟောမိနစ်7မိနစ်ဆိုရောက်ပါပြီခင်ဗျာ7မိနစ်ဆိုရောက်ပါပြီ7မိနစ်ဆိုရောက်ပါပြီခင်ဗျာဖောက်ရလဲဘာဖြစ်လဲမသိဘူးအဲ့ဒီစာလုံးနီးနေဝင်လာတယ်ဘာဖြစ်လာလဲကွာဖောက်ရလဲလိုက်ဆွဲထားတော့ကိုမှပဲ
ကြည်တာနော်ကြည်တာရောက်တော့ပါမယ်ခင်ဗျာနော်ရောက်တော့ပါမယ်ခင်ဗျာရောက်တော့မယ်ခင်ဗျာနော်ခဏလေးစောက်ပေးပါနော်ရောက်တော့ပါမယ်ခင်ဗျာနော်ရောက်တော့မယ်အဲ့ဒီမှာတွေ့လားနော်အဲ့ဒီမြတ်ဖျားကွင်းရောက်တော့မှာခင်ဗျာနော်တွေ့လားမြတ်ဖျားကွင်းရောက်နေနန်းတော်ရောက်တော့မှာနော်ကြည်ထားကြပါခင်ဗျာနန်းတော်ရောက်တော့ပါမယ်နန်းတော်ရောက်တော့ပါမယ်ခင်ဗျာကျွန်တော်အဲ့ဒီမှာအခုလိုမျိုးကျွန်တော်လိုက်လွှဲပေးတာကြတော့နော်ဘာဖြစ်လဲဆိုတော့တချို့လူနေရမမြင်ရဘူးခင်ဗျာနော်ကောင်းကောင်းလေးမမြင်ရဘူးကျွန်တော်ကအခုလိုမျိုးကကောင်းကောင်းလေးမြင်ရအောင်လို့ကျွန်တော်လိုက်လွှဲပေးထားပါတယ်ခင်ဗျာနော်အဲ့ဒါကြောင့်ကောင်းကောင်းလေးမြင်လို့ရအောင်ရှင်းရှင်းလေးမြင်လို့ရအောင်ကောင်းကောင်းလေးမြင်ရအောင်နော်အကုန်လုံးမြင်ရအောင်လို့ကျွန်တော်အခုလိုမျိုးလိုက်ဆော့လွှဲပေးထားပါတယ်ခင်ဗျာနော်အခုမျိုးကျွန်တော်လိုက်ဆော့နေလွှဲပေးထားပါတယ်ခင်ဗျာနော်အဲ့ဒီမှာနန်းတော်ရောက်ပြီနော်နန်းတော်ရောက်ပြီတွေ့တယ်နော်အဲ့ဒီမှာနန်းတော်ရောက်ပါပြီခင်ဗျာနော်နန်းတော်ရောက်ပါပြီနော်ကျွန်တော်ခုလှုပ်ပေးထားတာအတွက်ကျွန်တော်တို့မြန်မာပြည်သားနေကောင်းကောင်းမြင်အောင်လို့ကျွန်တော်လှုပ်ပေးပါတယ်နော်တမျိုးမထင်ကြပါနဲ့နော်ကောင်းကောင်းလေးဖူးမြုံလို့ရအောင်ကောင်းကောင်းလေးကြည့်လို့ရအောင်လို့နော်အဲ့ဒါကြောင့်ကျွန်တော်အခုလိုမျိုးလှုပ်ပေးထားပါတယ်ခင်ဗျာနော်ကြည့်ကြပါခင်ဗျာနော်ကြည့်တာခင်ဗျာနန်းတော်ရောက်ပါပြီနော်အဲ့ဒီနန်းတော်ရောက်လာပြီနော်အဲ့တော့လူတွေတော့ပြည်သူတွေကကြတော့အထဲမှာပဲရှိတယ်အဲ့ဒီနန်းတော်ထဲမှာတော့ကျွန်တော်တို့ပြည်သူတွေမရှိပါဘူးခင်ဗျာနော်အထဲမှာသူတာဝန်ရှိတဲ့လူပဲရှိပါတယ်ခင်ဗျာတာဝန်ရှိတဲ့လူပဲရှိပါတယ်နော်နန်းတော်ရောက်လာပါပြီခင်ဗျာနန်းတော်ထဲဝင်လာပြီဘယင်မအေးလာပါပြီဘယင်မနန်းတော်လာပါပြီခင်ဗျာဘယင်မနန်းတော်ရောက်လာပါပြီခင်ဗျာနော်ဘယင်မနန်းတော်ဝင်လာပါပြီတွေ့တော့ကျွန်တော်ပြောတာမိနစ်30လောက်ကြာတယ်လို့30လောက်ပဲကြာတယ်နော်ဘယင်မအခုဘယင်ကနန်းတော်ဝင်လာပြီဘယင်မနန်းတော်ဝင်လာပြီပေါ့နော်နန်းတော်မှာအနားလာယူပါတယ်ဘယင်မကိုကြတော့အဲ့ဒီမိဖယောက်ကြတော့တစ်နှစ်ထားပါမယ်ခင်ဗျာနော်သူတို့အမေထုတ်ထားတယ်တစ်နှစ်ထားပါမယ်အရက်30ကအင်ဂျီအမဲလေးဝတ်ဖို့သူတို့ပြောထားတယ်အင်ဂျီအမဲလေးကိုဝတ်ပေးကြပါနော်အရက်30ကအင်ဂျီမဲလေးကိုဝတ်ပေးကြပါအရက်90ကကြတော့ပျော်ရွှင်မှုတွေကိုမလုပ်ကြပါနဲ့အရက်90နော်နည်းနည်းပါးပါးတော့ရပါတယ်အကြီးကျယ်တော့မလုပ်ကြပါနဲ့နော်ပွဲကြီးနေပါလေလုပ်လို့မရဘူးခင်ဗျာနော်အခုချိန်မှာနော်ပွဲကြီးနေကိုမပေးတော့ပါဘူးအရက်90ပိတ်ထားပါတယ်နော်လောက်တာနည်းနည်းပါးပါးဆိုတော့ဘာလည်းမဖြစ်ပါဘူးတအားအော်ဂျင်နဲ့ပျော်ရွှင်မှုတွေမပေးတော့ပါဘူးခင်ဗျာနော်ကျွန်တော်တို့မြန်မာနိုင်ငံသားနေကျွန်တော်ပြောပြလိုက်တာပေါ့နော်မသိတဲ့လူတွေရှိတယ်ကျွန်တော်ဝိုင်းပြီးတော့ share ပေးပါနော်ကျွန်တော်ပြောထားတဲ့စကားလုံးတွေကနော်တလအင်ဂျီပဲဝတ်ပြီးတော့နေရမယ်နော်အစိုးရလုံသမားတွေအကုန်လုံးအရက်90ပျော်ရွှင်မှုတွေကိုမလုပ်ကြပါနဲ့နိုင်ရော့ကိုတိုင်ကအမိတ်ထုတ်ထားပါတယ်ပျော်ရွှင်မှုမလုပ်ကြပါနဲ့အရက်90နော်အရက်90ပျော်ရွှင်မှုမလုပ်ကြပါနဲ့ပွဲတော့လမ်းတော့နေမပေးတော့ပါဘူးခင်ဗျာနော်ကျွန်တော်တို့လက်ကထုံကိုမှပဲအခုမပေးတော့ပါဘူးခင်ဗျာနော်ပွဲတော့နေအကုန်လုံးပိတ်ပြပါတယ်ထိုင်းနိုင်ငံမှာလက်ကထုံရောက်ပြီး9ရက်နေ့ဆိုရင်လက်ကထုံလဲသူတို့ကပွဲတော့လမ်းတော့နေအကြီးကျယ်မပေးတော့ပါဘူးနည်းနည်းပါးပါပဲသွားကြပါအဲ့ဒီလောက်ပါပဲသူတို့လောက်ခိုင်းတာပါလားခင်ဗျာနော်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်သားတွေကနားလည်မှုတွေကလွဲနေကြတယ်ကျွန်တော်တို့မြန်မာပြည်သားတွေကကြည့်ပေးကြပါနော်ဒီလောက်ပါပဲခင်ဗျာနော်အဲ့ဒီလောက်ပဲသူပြပေး
เป็นรถตำรวจราชองครักษ์ประจำพระองค์นะคะทุกคนรถของพระบรมศพของพระพันปีหลวงเข้าไปด้านในพระราชวังเป็นที่เรียบร้อยแล้วค่ะขณะนี้รถที่ติดตามมาด้านหลังที่เราเห็นอยู่ในขณะนี้เป็นรถตำรวจนะคะราชองครักษ์ส่วนพระองค์ค่ะตู้ต่อรถไม่ได้มองพระราชินีจะนั่งมาเป็นพระราชินีนั่งมาบ้านเลยปล่อยบ้านเลยเอาไงแต่ว่าพรุ่งนี้แน่นอนนะคงเปิดเลยเนาะที่ลงนามกับลงนามกับรถน้ำถวายน้ำประชาชนเข้าไปได้ไหมไปได้ครับแต่ผู้หญิงต้องใส่กระโปรงถ้าไม่ได้ใส่กระโปรงได้แค่ลงนามผู้หญิงต้องใส่กระโปรงหรือไม่ก็ใส่ผ้าถุงผ้าสิ้นอะไรเงี้ยเรานุ่งกางเกงมาค่ะวันนี้โอ้อีกามันเห็นโดนแล้วมันก็บินทางโดนโอ้อีกาหวัดเสียวโฉบอ่ะมันมาโฉบโดนไงมันนึกว่าของแปลกๆอ่ะเดี๋ยวนะต้องตั้งสตินิดนึงนะคะเมื่อสักครู่เนี่ย FC ในช่องบอกว่าเห็นแอดด้วยจากโดนบินแอดก็เลยส่งสติกเกอร์ยิ้มไปให้เขาก็มีคนมาถามแอดว่าหัวเราะอะไรสติกเกอร์หัวเราะอะไรแอดก็ไม่เข้าใจเหมือนกันว่าคุณตีความหมายอะไรต้องเข้าใจนิดนึงนะคะว่าแอดคุยกับใครคุณต้องไปอ่านเมนปราสาทหลังจากการพระราชพิธีทรงบำเพ็ญพระราชกุศลครบ15 วัน
นะคะตั้งแต่เวลา 9 นาฬิกาถึง 21 นาฬิกาเริ่มตั้งแต่วันอาทิตย์ที่ 9 พฤศจิกายน พุทธศักราช 2568 3. พระราชทานพระบรมราชานุญาตအဲ့ဒါရွာထဲရောက်လာပြီမြို့ထဲရောက်လာပြီပေါ့နော်คณะรัฐบาลคณะปกครองส่วนราชการรัฐวิสาหกิจภาคเอกชนและประชาชนทั่วไปร่วมเป็นเจ้าภาพบำเพ็ญพระราชกุศลสวดพระอภิธรรมพระบรมศพภายหลังจากการพระราชพิธีทรงบำเพ็ญကြည်ထားကြခင်ဗျာကျွန်တော်ဖူးမြော်ရအောင်ကျွန်တော်အခုလိုမျိုးတင်ပေးထားပါတယ်ခင်ဗျာနော်မြင်ရအောင်နော်ကောင်းကောင်းလေးမြင်ရအောင်ဟိုမှာသူများနေကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တယ်အိုးကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တယ်လို့ထိပေါက်ပါစေခင်ဗျာနေ့စီမှာပိတ်တယ်လို့ထိပေါက်ပါစေခင်ဗျာနော်နေ့စီမှာပိတ်တယ်လို့ထိပေါက်ပါစေနော်အခုသူများနိုင်ငံမှာတော့တွေ့တယ်ဟုတ်လားသူများနိုင်ငံမှာဘယ်လောက်ထိပါအိုးဟိုထိပေါက်ချင်တဲ့လူတွေအများကြီးပဲနော်ကျွန်တော်ပြောချင်တာဒီလိုမျိုးဆိုရင်ဝင်ကြည့်ကြပါခင်ဗျာနော်ကျွန်တော်ဒီလိုမျိုးလိုက်ရွှေ့ထားလို့ဒီဝင်ကြည့်ကြပါကုသိုလ်ရတယ်ဟိုမှာရံဖြစ်တဲ့ဟာနေဆဲတဲ့ဟာနေသွားမဲ့ကြည့်ပါတယ်ခင်ဗျာနော်ဒီလိုနေကြည့်လို့ရှိပို့ပြီးဆိုးတယ်ခင်ဗျာနော်ကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တဲ့အတွက်နော်အခုလိုမျိုးကကျွန်တော်တို့ကမြင်ရခက်တယ်တချို့လူတွေကမမြင်ရဘူးခင်ဗျာတချို့လူတွေကကြတော့ကျွန်တော်ပြောပြမယ်မမြင်ရပါဘူးခင်ဗျာနော်အခုကျွန်တော်လိုက်လွှတ်ပေးတာကတော့အကလုံးမြင်ရအောင်ကျွန်တော်လွှတ်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်အခုကျွန်တော်လိုက်လွှတ်ပေးတာတော့အကလုံးမြင်ရအောင်ကျွန်တော်လွှတ်ပေးထားပါတယ်ခင်ဗျာနော်ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့မြန်မာပြည်သားတွေတန်ပေါ်အများများစွာရှိတယ်မမြင်ရတဲ့လူတွေလည်းရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကဝိုင်းပြီးတော့ share လို့ကျွန်တော်ပြောတာမဟုတ်ဘူးသူများနေလည်းမြင်လို့ရအောင်လို့ကျွန်တော်က share ခိုင်းထားပါတယ်ခင်ဗျာနော်ကြည့်ကျွန်တော်တို့မြို့ထဲမှာကြည့်ပြည်သူတွေကြည့်ထိုင်ဆောက်နေတဲ့ပြည်သူတွေလမ်းပေးမှာနော်12နာရီတနာရီ12နာရီထိုးတဲ့လာထိုင်ဆောက်နေကြတယ်လည်းရှိတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးနေ့စီပိုင်းနေပေးတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဘာဖြစ်တာလဲအကိုတဲ့တချို့လူတွေကနော်ကျွန်တော်ရှင်းပြမယ်တချို့လူတွေကမသိသေးပါဘူးခင်ဗျာနော်အဲ့ဒါဘာဖြစ်တာလဲဆိုတာကျွန်တော်ပြောပြမယ်ထိုင်းနိုင်ငံရဲ့ဘရင်ရဲ့မိဖုရားနန်းရောဆန်သွားလာပါတယ်ခင်ဗျာအဲ့ဒါကိုနန်းတော်ကိုဆေးရော်ဒီနန်းတော်ကိုခေါ်သွားပါတယ်ခင်ဗျာနော်နန်းတော်ခေါ်သွားပါတယ်ခင်ဗျာနော်ဘရင်မနံပါတ်9ဘရင်မကိုနန်းတော်ခေါ်သွားပါတယ်အဲ့ဒီမှာဘရင်မစီးလာတဲ့ကားအဲ့ဒီမှာကျွန်တော်အခုပြနေတဲ့ကားတွေ့လားအဲ့ဒီကားဘရင်မစီးလာတဲ့ကားဖြစ်ပါတယ်ခင်ဗျာနော်ဘရင်မစီးလာတဲ့ကားပါနော်အဲ့ဒီကားဝါလေးမှာကျွန်တော်ဖုန်ကြီးစီးလာပါတယ်ဖုန်ကြီးလည်းပပါတယ်နော်ဖုန်ကြီးနေလည်းပပါတယ်မကတော့နေကြနဲ့နော်သူများနဲ့စိတ်မကောင်းတဲ့လူနဲ့စိတ်မကောင်းဘူးပေါ့နော်ဘယ်မှာသူတို့နိုင်ကြဘယ်မှာသူတို့တအားချစ်ကြတယ်ခင်ဗျာကြည့်တာအဲ့ဒီလမ်းသူကိုယ်ဝင်မယ်အဲ့ဒီလမ်းသူကိုယ်ဝင်မှာပေါ့နော်ကိုယ်ဝင်ပြီးတော့တွားရမယ်လမ်းကြတော့10 ကီလိုရှိတယ်ခင်ဗျနော်နည်းနည်းလေးမဟုတ်ဘူးနော်တွားရမယ်ဝေးပါတယ်ခင်ဗျနော်10 ကီလိုกว่าတယ်နော်10 ကီလိုဆိုတော့ကျွန်တော်နိုင်နဲ့ကျွန်တော်ခန့်မှန်းထားတော့နည်းစောမိနစ်30လောက်စီးရမှာကားနော်မိနစ်30မိနစ်20လောက်ကားနဲ့တွားရမှာပေါ့နော်အဲ့ဒီမှာဘယ်မှာစီးတဲ့ကားဖြစ်ပါတယ်အဲ့ဒီအပြာလေးဖြစ်ပါတယ်အဲ့ဒီအပြာလေးကားဖြစ်ပါတယ်ဘယ်မှာစီးလာတဲ့ကားကြတော့နော်အဲ့ဒီဘယ်မှာဖြစ်ပါတယ်တွေ့တယ်နော်ကျွန်တော်တို့ထိုင်းနိုင်ငံသားတွေတွေ့လာငိုတဲ့လူအောင်ငိုနေကြတယ်မြင်တာဟုတ်ကျွန်တော်ရိုက်ပြတယ်တွေ့တယ်နော်ငိုနေတဲ့လူတွေအများကြီးရှိတယ်ခင်ဗျာနော်ငိုနေကြတဲ့လူတွေလည်းအများကြီးရှိတယ်နော်သူများနိုင်ငံမှာအဲ့လိုလို့ချက်ထိုးလိုက်ပါနော်မြန်မာပြည်မှာလည်းထိုးလိုက်ပါနော်ကန်ကောက်လို့ရှိရင်အဲ့ဒီဘယင်မရဲ့ကနဘာပေါက်ရှင်ပေါက်မှာပေါ့နော်ကျွန်တော်ကပေါက်မှာလားမပေါက်လာတော့ကျွန်တော်မသိပါဘူးခင်ဗျာကျွန်တော်တော့ဒီနံပါတ်တော့ကျွန်တော်တော့ယူပေးလိုက်ပါပြီ9နှစ်ကိုဖြစ်ပါတယ်ခင်ဗျာနော်39နှစ်ကိုဖြစ်ပါတယ်ဘယင်မစီလာတဲ့ကနံပါတ်ဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီကားနဲ့ကြတော့တန်ရာကားလာလို့မရဘူးခင်ဗျာနော်ကြည့်တာနော်မထွက်ကြပါနဲ့ကုသိုလ်ရတယ်နော်အဲ့ဒါလေးကြည့်တာကုသိုလ်ရတယ်နော်ကိုတာသွားမဖြစ်တာကိုတို့ကအဲ့ဒီနေရာကိုသွားမဖြစ်ဘူးဆိုရင် live ထမ်းမနေပြီးတော့တယောက်တစ်ချက်ကြီး share လိုက်ကုသိုလ်ရတယ်ခင်ဗျာနော်
တယောက်တစ်ချက်ကြီး share လဲလို့ရှိရင်ကုသိုလ်ရတယ်နော်ကျွန်တော်ပြောတာဘာလဲမဟုတ်ဘူးတယောက်တစ်ချက်ကြီး share ပေးလိုက်ကြံတဲ့လူတွေတော့လည်းကုသိုလ်ရတယ်နော်တွားကြည့်မှကုသိုလ်ရတာမဟုတ်ဘူးအဲ့ဒီတွားကြည့်ဖို့ကလည်းမလွယ်ဘူးခင်ဗျာတွားရတာလည်းတော်တော်လေးစောက်ရတယ်ခင်ဗျာနော်တချို့လူတွေကနေမနိုင်ဘူးနော်ဟုတ်ပါတယ်တယောက်တစ်ချက် share လိုက်ရင်ကုသိုလ်အများကြီးရတယ်ဗျနော်ကျွန်တော်ကျေးဇူးတင်ပါတယ်ဟို share ပေးတဲ့လူတွေအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာတယောက်တစ်ချက် share လိုက်တာလည်းကုသိုလ်ရတယ်ဘာဖြစ်လဲဆိုတော့သူများကိုတစ်ချက်ပို့ပေးတာအဲ့ဒီ share တဲ့ဆိုတာသူများတစ်ချက်ပို့ပေးလိုက်တာသူများနေဝင်လာကြည့်အောင်သူများနေလာကြည့်အောင်လို့ share ပေးလိုက်တာကိုနဲ့သိတဲ့လူတွေဝင်လာကြည့်အောင်အဲ့ဒီ share လိုက်တဲ့တစ်ခုနဲ့အကိုတို့ညီမတို့မောင်နှမတွေအကုန်လုံးကကျွန်တော်တို့မြန်မာပြည်သားအကုန်လုံးကကုသိုလ်ရတယ်နော်ဒီထဲမှာကျွန်တော်အခုလိုက်နေတာလူ1000ကျော်ရှိတယ်ထိုင်းနေလည်းပါချင်လည်းပါမှာပေါ့နော်မြန်မာပြည်သားတွေကတော့အဓိကတော့မြန်မာပြည်သားပဲကိုကမြန်မာဆိုတော့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားပဲရှိတာပေါ့နော်အဲဒီမှာကားပါနော်အဲဒီကားအဲဒီမှာဘေးမစီတဲ့ကားဖြစ်ပါတယ်နော်ဟုတ်ပါတယ် share ပေးနေတာကျေးဇူးများတင်ပါတယ်ခင်ဗျာနော်အဲ့ဒီ share လေးတာနဲ့ခင်ဗျားတို့ကုသိုလ်ရပါတယ်ခင်ဗျာနော်အခုကြည့်ကိုတို့ကကြည့်ပဲကြည့်နေတယ်မ share ပေးဘူးဆိုရင်ကုသိုလ်မရဘူး share လိုက်တာတစ်ခုကဘာမဆိုပဲကျွန်တော်ပြောပြတာရေးကြီးတဲ့ဟာတစ်ခုဆိုရင် share လိုက်မကြောက်နဲ့ share တာတစ်ခုကိုလုံးဝမကြောက်နဲ့ရေးကြီးတဲ့တစ်ခုနဲ့ပဲ share လိုက်တာနဲ့ကုသိုလ်ရပါတယ် share လိုက်ပါပြီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ share ပေးတဲ့တော့ကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော် share ခိုင်းတာလည်းဘာလဲမဟုတ်ပါဘူးခင်ဗျာနော်ကြံတဲ့လူနေမမြင်တဲ့လူနေအတွက်ပါကျွန်တော် share ခိုင်းတာကြံတဲ့အကူတို့ share လိုက်လို့ရှိရင်လူတွေကဝင်လာကြည့်တဲ့လူကများသွားတယ်နော်လူဝင်ကြည့်တဲ့လူတွေကများသွားတယ်ဆိုတော့အဲ့ဒီလူဝင်ကြည့်တဲ့လူတွေလည်းကုသိုလ်ရပါတွေ့လားမငိုနေတဲ့လူတွေ့လားကျွန်တော်တက်တော့ရက်ပြတယ်တွေ့လားငိုနေကြတယ်နော်မျက်ရည်နေကြားနေကြတယ်နော်အခုလိုကိုတို့ share လိုက်တာကျေးဇူးတအားတင်သွားတယ်ဘာလဲဆိုတော့သူများနေဝင်လာကြည့်ရတာပေါ့နော်ဝင်လာကြည့်တာနဲ့အကိုတို့လည်းကုသိုလ်ရပါတယ်နော်ကြည့်တာပါခင်ဗျာနော်တကယ်ဘယင်မလည်းအဲ့ဒီဘယင်မလည်းမှားထားတဲ့ဒီလောက်တော့သူ့ကိုကြက်ငံနေပါနေတိတ်ပြီးတော့မလောက်ပါနဲ့နော်သူမှားထားလို့ကားနေပါနေသွားလို့ရသေးတယ်ဟိုနဲ့ဘေးမှာဆိုရင်တွေ့လားထိုင်းဘယင်တော့ဆိုရင်နံပါတ်9ဘယင်တော့အကုန်လုံးကိုပိတ်တယ်လုံးဝမပေးသွားဘူးအဲ့ဒီလို့နော်ဒီမှာတွေ့လားကျွန်တော်ငိုတဲ့လူဓာတ်ပုံရိုက်ပြတယ်တွေ့လားငိုတဲ့လူတွေအများကြီးရှိတယ်နော်ကျွန်တော်ဓာတ်ပုံရိုက်လို့မခံလို့နော်ငိုနေတဲ့လူတွေအများကြီးရှိတယ်ဝမ်းနေကြတာပေါ့နော်သူတို့တအားဝမ်းနေကြတာငိုနေတဲ့လူအများကြီးရှိတာပေါ့ခင်ဗျနော်တွေ့တာဟောငိုတဲ့လူတွေအများကြီးရှိပါတယ်အကိုလည်း share ပေးထားတယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ပါတယ် share ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာနော် share ပေးထားပါခင်ဗျာနော်ကျွန်တော်ပြောတာအခုအမတို့ share ပေးတာအမတို့ကုသိုလ်ရတယ်နော်ညီမတို့ share ပေးတာညီမတို့ကုသိုလ်ရတယ်နော် share တဲ့လူကုသိုလ်ရတယ်နော်ဘာဖြစ်လဲဆိုတော့နေ့စီပန်းပေးတာဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒီ share ပေးတဲ့လူကုသိုလ်ရတယ်ကျွန်တော်မှန်တိုင်းပြောတယ်နော်ကုသိုလ်ကျေးဇူးပါခင်ဗျာနေ့စီပန်းပေးတဲ့လူတွေကျေးဇူးတင်ပါတယ်ခင်ဗျာချက်ပေါက်မယ်နော်ကိုယ်နဲ့ချမ်းသာပေးထားတယ်နော်မမေးနဲ့ဟို9ဘက်6ဘက်9ဘက်10ဘက်မွေဝေးကျေးဇူးတင်ပါတယ်10ဘက်ကပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟိုနှိပ်တယ်ဟေးနေ့စီပန်းလေးနှိပ်ပေးတယ်ဟေးတပွက်နှိပ်တယ်ဟေးကျေးဇူးတင်ပါတယ်ခင်ဗျာနော်ကျေးဇူးတင်ပါတယ်ခင်ဗျာနော်ကျွန်တော်ကလည်း line နေတိုက်မလွှတ်ဘူးကိုတို့မြင်တဲ့တိုက်ပဲနော်ဘာဖြစ်လဲဆိုတော့ရေးကြီးတဲ့ချိန်တွေမှာကျွန်တော် live လွှတ်ပေးတာပေါ့နော်အဲ့ဒီကနန်းတော်ရောက်ခါနေနေပြီနော်နောက်ထပ်7 မိနစ်ဆိုရင်နန်းတော်ရောက်တော့မှာနော်နောက်ထပ်7 မိနစ်ဆိုရင်နန်းတော်ရောက်တော့မှာပေါ့ခင်ဗျနော်လမ်းနေကြတော့ကျွန်တော်တို့အကုန်လုံးပိတ်ထားပါတယ်နော်လမ်းနေအကုန်လုံးပိတ်ထားပါတယ် share တဲ့လူတွေကို share ထားကြတော့ကျွန်တော်ကုသိုလ်ရတယ်နော်ကိုတို့ share တဲ့လူကုသိုလ်ရတယ်နော်နတ်ကိုရဲ့ကိုစောင်းနာပဲတည်တယ်ကို share လိုက်တဲ့လူဆိုရင်ကိုစောင်းနာမှာကိုပဲတည်တယ် share ပေးလိုက်တာနဲ့ကုသိုလ်အဲ့ဒီဘယင်မစီးလာတဲ့ကားဖြစ်ပါတယ်ခင်ဗျနော်နံပါတ်3ကားပေါ့နော်နံပါတ်3ကားနံပါတ်3ကားတစီးရကြတော့ဘယင်မစီးလာတဲ့ကားဖြစ်ပါတယ်share ထားတဲ့ဟိုရှေ့ရကြောဖြစ်ပြီ share တဲ့လူတွေကျေးဇူးတင်ပါတယ်ကုသိုလ်ရပါတယ်ခင်ဗျနော်ကုသိုလ်လေးရတယ်ကျွန်တော်လည်းကုသိုလ်လေးမျှဝေပေးတာပေါ့နော်အခုဝင်ကြည့်တဲ့လူတွေကျွန်တော်ကုသိုလ်ပြပြီးတော့မျှပေးတာပေါ့နော်ကုသိုလ်ရပါစေလို့နော်ချဲလဲပေါက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာအခုကျွန်တော်တို့မြန်မာပြည်သားတွေကြည်နေတဲ့လူတွေချဲလဲပေါက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာနော်အဲ့ဒါနံပါတ်9ဘယင်စီလာတဲ့ကားပါခင်ဗျာနော်9နှစ်9ပါကားနံပါတ်9နှစ်9ပါ3ည9နှစ်9ပါခင်ဗျာနော်
နော်တောင်ညကိုနေကိုပါဘယ်မှာစီလာကားလဲကားနံပါတ်ပါခင်ဗျာနော်နော်တေချာလေးယူထားပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာတွေ့လားချောတယ်ဟုတ်လားဒီမှာတွေ့လားဒီနေရာကိုဘာကောက်ထင်မှနေတဲ့လူနေတော်တော်များများသိကြမှာပေါ့နော်ဒီနေရာလေးအခုကျွန်တော်ရိုက်ပြတဲ့နေရာလေးတွေ့တယ်ဟုတ်လားလာကြတဲ့လူနေတော်တော်များများသိကြမှာပေါ့နော်နော်တော်တော်များများသိကြမှာပေါ့ဒီနေရာလေးကိုကျေးဇူးပါကိုလည်းကျေးဇူးပါလည်းဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျနော်ကျွန်တော်လည်းကျွန်တော်ကုသိုလ်ကျွန်တော်တယောက်တည်းလည်းမရဘူးကြံတဲ့လူပါကျွန်တော်ပြပေးတယ်အခုလူကြည့်နေประสาทภายหลังจากการพระราชพิธีทรงบำเพ็ญพระราชกุศลครบ15 วันทุกวันนะคะตั้งแต่เวลา 9 นาฬิกาถึง 21 นาฬิกาเริ่มตั้งแต่วันอาทิตย์ที่ 9 พฤศจิกายน พุทธศักราช 2568 3. พระราชทานพระบรมราชานุญาตအဲ့ဒါရွာထဲရောက်လာပြီမြို့ထဲရောက်လာပြီပေါ့နော်คณะรัฐบาลคณะปกครองส่วนราชการรัฐวิสาหกิจภาคเอกชนและประชาชนทั่วไปร่วมเป็นเจ้าภาพบำเพ็ญพระราชกุศลสวดพระอภิธรรมพระบรมศพภายหลังจากการพระราชพิธีทรงบำเพ็ญကြည်တာနော်ကြည်ထားကြခင်ဗျာကျွန်တော်ဖူးမြော်ရအောင်ကျွန်တော်အခုလိုမျိုးတင်ပေးထားပါတယ်ခင်ဗျာနော်မြင်ရအောင်နော်ကောင်းကောင်းလေးမြင်ရအောင်ဟိုမှာသူများနေကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တယ်အိုးကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တယ်လို့ထီပေါက်ပါစေခင်ဗျာနေ့စီမှာပိတ်တယ်လို့ထီပေါက်ပါစေခင်ဗျာနော်နေ့စီမှာပိတ်တယ်လို့ထီပေါက်ပါစေနော်အခုသူများနိုင်ငံမှာတော့တွေ့တယ်ဟုတ်လားနော်သူများနိုင်ငံမှာဘယ်လောက်ထိပါအိုးဟိုထီပေါက်ချင်တဲ့လူတွေအများကြီးပဲနော်ကျွန်တော်ပြောချင်တာဒီလိုမျိုးဆိုရင်ဝင်ကြည့်ကြပါခင်ဗျာနော်ကျွန်တော်ဒီလိုမျိုးလိုက်ရွှေ့ထားလို့ကြည့်ဝင်ကြည့်ကြပါကုသိုလ်ရတယ်ဟိုမှာရံဖြစ်တဲ့ဟာနေဆဲတဲ့ဟာနေသွားမဲ့ကြည့်ပါတယ်ခင်ဗျာနော်ဒီလိုနေကြည့်လို့ရှိပို့ပြီးဆိုးတယ်ခင်ဗျာနော်ကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တဲ့အတွက်နော်အခုလိုမျိုးကကျွန်တော်တို့ကမြင်ရခက်တယ်တချို့လူတွေကမမြင်ရဘူးခင်ဗျာတချို့လူတွေကကြတော့ကျွန်တော်ပြောပြမယ်မမြင်ရပါဘူးခင်ဗျာနော်အခုကျွန်တော်လိုက်လွှတ်ပေးတာကတော့အကလုံးမြင်ရအောင်ကျွန်တော်လွှတ်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်အခုကျွန်တော်လိုက်လွှတ်ပေးတာတော့အကလုံးမြင်ရအောင်ကျွန်တော်လွှတ်ပေးထားပါတယ်ခင်ဗျာနော်ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့မြန်မာပြည်သားတွေတန်ပေါ်အများများစွာရှိတယ်မမြင်ရတဲ့လူတွေလည်းရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကဝိုင်းပြီးတော့ share လို့ကျွန်တော်ပြောတာမဟုတ်ဘူးသူများနေလည်းမြင်လို့ရအောင်လို့ကျွန်တော်က share ခိုင်းထားပါတယ်ခင်ဗျာနော်ကြည့်ကျွန်တော်တို့မြို့ထဲမှာကြည့်ပြည်သူတွေကြည့်ထိုင်ဆောက်နေတဲ့ပြည်သူတွေလမ်းပေးမှာနော်12နာရီတနာရီ12နာရီထိုးတဲ့လာထိုင်ဆောက်နေကြတယ်လည်းရှိတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးနေ့စီပိုင်းနေပေးတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဘာဖြစ်တာလဲအကိုတဲ့တချို့လူတွေကမှကျွန်တော်ရှင်းပြမယ်တချို့လူတွေကမသိသေးပါဘူးခင်ဗျာနော်အဲ့ဒါဘာဖြစ်တာလဲဆိုတာကျွန်တော်ပြောပြမယ်ထိုင်းနိုင်ငံရဲ့ဘရင်ရဲ့မိဖုရားနန်းရွာဆန်သွားပါတယ်ခင်ဗျာအဲ့ဒါကိုနန်းတော်ကိုဆေးရော်ဒီနန်းတော်ကိုခေါ်သွားပါတယ်ခင်ဗျာနော်နန်းတော်ခေါ်သွားပါတယ်ခင်ဗျာနော်ဘယင်မနံပါတ်9ဘယင်မကိုနန်းတော်ခေါ်သွားပါတယ်အဲ့ဒီမှာဘယင်မစီးလာတဲ့ကားအဲ့ဒီမှာကျွန်တော်အခုပြနေတဲ့ကားတွေ့လားအဲ့ဒီကားဘယင်မစီးလာတဲ့ကားဖြစ်ပါတယ်ခင်ဗျာနော်ဘယင်မစီးလာတဲ့ကားပါနော်အဲ့ဒီကားဟွာလေးမှာကျွန်တော်ဖုန်ကြီးစီးလာပါတယ်ဖုန်ကြီးလည်းပပါတယ်နော်ဖုန်ကြီးနေလည်းပပါတယ်မကတော့နေကြနဲ့နော်သူများနဲ့စိတ်မကောင်းတဲ့လူနဲ့စိတ်မကောင်းဘူးပေါ့နော်ဘယင်မသူတို့နိုင်ကြဘယင်မသူတို့တရားချိကြတယ်ခင်ဗျာကြည့်တာအဲ့ဒီလမ်းသူကိုွေးဝင်မယ်အဲ့ဒီလမ်းသူကိုွေးဝင်မှာပေါ့နော်ကိုွေးဝင်ပြီးတော့တွားရမယ်လမ်းကြတော့10 ကီလိုရှိတယ်ခင်ဗျနော်နည်းနည်းလေးမဟုတ်ဘူးနော်တွားရမယ်ဝေးပါတယ်ခင်ဗျနော်10 ကီလိုกว่าတယ်နော်10 ကီလိုဆိုတော့ကျွန်တော်နိုင်နဲ့ကျွန်တော်ခန့်မှန်းထားတော့နည်းစောမိနစ်30လောက်စီးရမှာကားနော်မိနစ်30မိနစ်20လောက်ကားနဲ့တွားရမှာပေါ့နော်အဲ့ဒီမှာဘယင်မစီးတဲ့ကားဖြစ်ပါတယ်အဲ့ဒီအပြာလေးဖြစ်ပါတယ်အဲ့ဒီအပြာလေးကားဖြစ်ပါတယ်ဘယင်မစီးလာတဲ့ကားကြတော့နော်အဲ့ဒီဘယင်မဖြစ်ပါတယ်တွေ့တယ်နော်ကျွန်တော်တို့ထိုင်းနိုင်ငံသားနေတွေ့လာငိုတဲ့လူကငိုနေကြတယ်မြင်တာဟုတ်ကျွန်တော်ရိုက်ပြတယ်တွေ့တယ်နော်ငိုနေတဲ့လူတွေအများကြီးရှိတယ်ခင်ဗျာနော်ငိုနေကြတဲ့လူတွေလည်းအများကြီးရှိတယ်နော်သူများနိုင်ငံမှာအဲ့လိုလို့
ချက်ထိုးလိုက်ပါနော်မြန်မာပြည်မှာလည်းထိုးလိုက်ပါနော်ကန်ကောက်လို့ရှိရင်အဲ့ဒီဘယင်မရဲ့ကနဘာပေါက်ရှင်ပေါက်မှာပေါ့နော်ကျွန်တော်ကပေါက်မှာလားမပေါက်လာတော့ကျွန်တော်မသိပါဘူးခင်ဗျာကျွန်တော်တော့ဒီနဘာတော့ကျွန်တော်တော့ယူပေးလိုက်ပါပြီ9နှစ်ကိုဖြစ်ပါတယ်ခင်ဗျာနော်3ည9နှစ်ကိုဖြစ်ပါတယ်ဘယင်မစီလာတဲ့ကနဘာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီကားနဲ့ကြာတော်တန်ရာကားလာလို့မရဘူးခင်ဗျာနော်ကြည့်တာနော်မထွက်ကြပါနဲ့ကုသိုလ်ရတယ်နော်အဲ့ဒါလေးကြည့်တာကုသိုလ်ရတယ်နော်ကိုတာသွားမဖြစ်တာကိုတို့ကအဲ့ဒီနေရာကိုသွားမဖြစ်ဘူးဆိုရင်လိုက်ထမ်းမနေပြီးတော့တယောက်တစ်ချက်ကြီး share လိုက်ကုသိုလ်ရတယ်ခင်ဗျာနော်တယောက်တစ်ချက်ကြီး share လဲလို့ရှိရင်ကုသိုလ်ရတယ်နော်ကျွန်တော်ပြောတာဗာလဲမဟုတ်ဘူးတယောက်တစ်ချက်ကြီး share ပေးလိုက်ကြံတဲ့လူတွေတော့လည်းကုသိုလ်ရတယ်နော်တွားကြည့်မှကုသိုလ်ရတာမဟုတ်ဘူးအဲ့ဒီတွားကြည့်ဖို့ကလည်းမလွယ်ဘူးခင်ဗျာတွားရတာလည်းတော်တော်လေးစောက်ရတယ်ခင်ဗျာနော်တချို့လူတွေကနေမနိုင်ဘူးနော်ဟုတ်ပါတယ်တယောက်တစ်ချက် share လိုက်ရင်ကုသိုလ်အများကြီးရတယ်ဗျနော်ကျွန်တော်ကျေးဇူးတင်ပါတယ်ဟို share ပေးတဲ့လူတွေအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာတယောက်တစ်ချက် share လိုက်တာလည်းကုသိုလ်ရတယ်ဘာဖြစ်လဲဆိုတော့သူများကိုတစ်ချက်ပို့ပေးတာအဲ့ဒီ share တဲ့ဆိုတာသူများတစ်ချက်ပို့ပေးလိုက်တာသူများနေဝင်လာကြည့်အောင်သူများနေလာကြည့်အောင်လို့ share ပေးလိုက်တာကိုနဲ့သိတဲ့လူတွေဝင်လာကြည့်အောင်အဲ့ဒီ share လိုက်တဲ့တခုနဲ့အကိုတို့ညီမတို့မောင်နှမတွေအကုန်လုံးကကျွန်တော်တို့မြန်မာပြည်သားအကုန်လုံးကကုသိုလ်ရတယ်နော်ဒီထဲမှာကျွန်တော်အခုလိုက်နေတာလူ1000ကျော်ရှိတယ်ထိုင်းနေလည်းပါချင်လည်းပါမှာပေါ့နော်မြန်မာပြည်သားတွေကတော့အဓိကတော့မြန်မာပြည်သားပဲကိုကမြန်မာဆိုတော့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားပဲရှိတာပေါ့နော်အဲဒီမှာကားပါနော်အဲဒီကားအဲဒီမှာဘယ်မှာစီးတဲ့ကားဖြစ်ပါတယ်နော်ဟုတ်ပါတယ် share ပေးနေတာကျေးဇူးများတင်ပါတယ်ခင်ဗျာနော်အဲ့ဒီ share လေးတာနဲ့ခင်ဗျားတို့ကုသိုလ်ရပါတယ်ခင်ဗျာနော်အခုကြည့်ကိုတို့ကကြည့်နေတယ်မ share ပေးဘူးဆိုရင်ကုသိုလ်မရဘူး share လိုက်တာတခုကဘာမဆိုပဲကျွန်တော်ပြောပြတာရေးကြီးတဲ့ဟာတခုဆိုရင် share လိုက်မကြောက်နဲ့ share တာတခုကိုလုံးဝမကြောက်နဲ့ရေးကြီးတဲ့တခုနဲ့ပဲ share လိုက်တာနဲ့ကုသိုလ်ရပါတယ် share လိုက်ပါပြီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ share ပေးတဲ့တော့ကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော် share ခိုင်းတာလည်းဘာလည်းမဟုတ်ပါဘူးခင်ဗျာနော်ကြံတဲ့လူတွေမမြင်တဲ့လူတွေအတွက်ပါကျွန်တော် share ခိုင်းတာကြံတဲ့အကူတို့ share လိုက်လို့ရှိရင်လူတွေကဝင်လာကြည့်တဲ့လူကများသွားတယ်နော်လူဝင်ကြည့်တဲ့လူတွေကများသွားတယ်ဆိုတော့အဲ့ဒီလူဝင်ကြည့်တဲ့လူတွေလည်းကုသိုလ်ရပါတွေ့လားမငိုနေတဲ့လူတွေ့လားကျွန်တော်တက်တော့ရက်ပြတယ်တွေ့လားငိုနေကြတယ်နော်မျက်ရည်နေကြားနေကြတယ်နော်အခုလိုကိုတို့ share လိုက်တာကျေးဇူးတအားတင်သွားတယ်ဘာလဲဆိုတော့သူများနေဝင်လာကြည့်ရတာပေါ့နော်ဝင်လာကြည့်တာနဲ့အကိုတို့လည်းကုသိုလ်ရပါတယ်နော်ကြည့်တာပါခင်ဗျာနော်တကယ်ဘယင်မလည်းအဲ့ဒီဘယင်မလည်းမှားထားတဲ့ဒီလောက်တော့သူ့ကိုကြက်ငံနေပါနေတိတ်ပြီးတော့မလောက်ပါနဲ့နော်သူမှားထားလို့ကားနေပါနေသွားလို့ရသေးတယ်ဟိုနဲ့ဘေးမှာဆိုရင်တွေ့လားထိုင်းဘယင်တော့ဆိုရင်နံပါတ်9ဘယင်တော့အကုန်လုံးကိုပိတ်တယ်လုံးဝမပေးသွားဘူးအဲ့ဒီနော်တွေ့တာဟောငိုတဲ့လူတွေအများကြီးရှိပါတယ်ဘริเวณ901แล้วအကိုလည်း share ပေးထားတယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ပါတယ် share ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာနော် share ပေးထားပါခင်ဗျာနော်ကျွန်တော်ပြောတာအခုအမတို့ share ပေးတာအမတို့ကုသိုလ်ရတယ်နော်ညီမတို့ share ပေးတာညီမတို့ကုသိုလ်ရတယ်နော် share တဲ့လူကုသိုလ်ရတယ်နော်ဘာဖြစ်လဲဆိုတော့နှင်းစီပန်းပေးတာဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒီ share ပေးတဲ့လူကုသိုလ်ရတယ်มาเลยนะเนาะ share ပေးထားပါခင်ဗျာเนาะကျွန်တော်ပြောတာအခုအမတို့ share ပေးတာအမတို့ကုသိုလ်ရတယ်เนาะညီမတို့ share ပေးတာညီမတို့ကုသိုလ်ရတယ်เนาะ share တဲ့လူကုသိုလ်ရတယ်เนาะဘာဖြစ်လဲဆိုတော့နေ့စီပန်းပေးတာဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒီ share ပေးတဲ့လူကုသိုလ်ရတယ်ကျွန်တော်ပါခင်ဗျာเนาะ share ပေးထားပါခင်ဗျာเนาะကျွန်တော်ပြောတာသာတုမောတေဘဝဝန္တရော
กันในลำดับต่อไปเพื่อความเป็นสิริมงคลกับพระรัตนตรัยโดยพร้อมเพรียงกันอาตมาสัมมาสัมพุทโธภควาพุทธังภควันตังอภิวาเทมิสวากขาโตภควตาธัมโมธัมมังนัมมัสสามิสุปฏิปันโนภควโตสาวกสังโฆตังฆังนะมามิขันสนับนะครับพิธีการบำเพ็ญกุศลสวดพระพิธรรมเพื่ออุทิศถวายเป็นพระราชกุศลแด่สมเด็จพระนางเจ้าสิริกิติ์พระบรมราชินีนาถพระบรมราชชนนีพันปีหลวงซึ่งนะครับในวันนี้ก็ได้จบลงเป็นที่เรียบร้อยนะครับสำหรับนะครับพิธีการบำเพ็ญกุศลสวดพระพิธรรมนั้นก็จะมีนะครับการบำเพ็ญกุศลจนถึงนะครับวันที่24พฤศจิกายนพุทธศักราช2568ฉะนั้นก็ขออนุญาตประชาสัมพันธ์สำหรับประสบนิกรปวงชนชาวไทยนะครับที่จะได้เดินทางมาร่วมพิธีบำเพ็ญกุศลสวดพระพิธรรมเพื่ออุทิศนะครับถวายเป็นพระราชกุศลแด่แม่หลวงนะครับของเราฉะนั้นนะครับถือว่าจะได้เรียนเชิญนะครับตลอดจนนะครับพ่อแม่พี่น้องนะครับชาวตำบลนครปฐมนะครับตำบลหนองปากโลนะครับตลอดจนตำบลบางตะปูตำบลใกล้เคียงต่างๆที่จะได้เดินทางมาร่วมนะครับพิธีบำเพ็ญกุศลสวดพระพิธรรมณอุโบสถของวัดใหม่ปิ่นเกลียวเป็นประจำนะครับเริ่มตั้งแต่ในวันนี้จนถึงวันที่24นะครับพฤศจิกายน2568สวดพระอภิธรรมตั้งแต่เวลา 17 เพื่อถวายเป็นพระราชกุศลแด่สมเด็จพระนางเจ้าสิริกิติ์พระบรมราชินีนาถพระบรมราชชนนีพันปีหลวงก็เสร็จพิธีเป็นที่เรียบร้อยก็ขออนุโมทนาสาธุญาติโยมทั้งหลายที่เข้ามาดูมาชมไลฟ์ร่วมน้อมถวายเป็นพระราชกุศลด้วยกันต่อไปจะทำการอุทิศถวายเป็นพระราชกุศลนะครับแต่ลงไลฟ์ไว้แค่นี้แล้วเดี๋ยวพรุ่งนี้จะทำการไลฟ์นะครับได้ทราบนะครับถึงการสวรรคตนะครับของสมเด็จพระนางเจ้าสิริกิติ์พระบรมราชินีนาถพระบรมราชชนนีพันปีหลวงเราก็จะได้มาร่วมนะครับบำเพ็ญกุศลนะครับพร้อมกันนะครับอย่างอุโบสถของวัดใหม่ปิ่นเกลียวของเรานะครับในช่วงเย็นนะครับในเวลา 17 นาฬิกาซึ่งในวันนี้นะครับก็ได้รับความเมตตาจากคณะท่านพระประหลัดพระอาทิตย์นะครับกตกุสโรท่านเจ้าวาดวัดใหม่ปิ่นเกลียวท่านพระครูไมติกาตระกูลขันติธรรมโมท่านผู้ช่วยเจ้าวาดวัดใหม่ปิ่นเกลียวดับโดยคณะสงฆ์ในอารามวัดใหม่ปิ่นเกลียวทุกรูปนะครับที่ได้เมตตานะครับลงอุโบสถนะครับร่วมพิธีนะครับบำเพ็ญกุศลนะครับอุทิศถวายเป็นพระราชกุศลนะครับแด่สมเด็จพระนางเจ้าสิริกิติ์นะครับพระบรมราชินีนาถนะครับตลอดจนต้องขอกราบขอบพระคุณบาสุบาสิกานะครับคณะศิษยานุศิษย์พร้อมทั้งท่านสาธุชนนะครับท่านผู้มีเกียรติทุกท่านนะครับที่ในวันนี้ท่านมีโอกาสได้เดินทางมาร่วมนะครับพิธีขอเจริญพรและอนุโมทนาสาธุกับญาติโยมทุกท่านที่มาร่วมกันแสดงความอาลัยและถวายเป็นพระราชกุศลแด่สมเด็จพระนางเจ้าสิริกิติ์พระบรมราชินีนาถพระบรมราชชนนีพันปีหลวงในวันนี้ครับก็ขออนุญาตนะครับประชาสัมพันธ์ไปยังนะครับพ่อแม่พี่น้องท่านที่จะร่วมนะครับเป็นเจ้าภาพนะครับในการบำเพ็ญกุศลสวดพระพิธรรมเพื่ออุทิศถวายเป็นพระราชกุศลแต่สมเด็จพระนางเจ้าสิริกิติ์พระบรมราชินีนาถพระบรมราชชนนีพันปีหลวงท่านที่มีความประสงค์นะครับจะร่วมเป็นเจ้าภาพนะครับในการบำเพ็ญกุศล
นะครับในรายวันนะครับไม่ว่าจะเป็นทางด้านเจ้าภาพพระไตรนะครับใส่กองถวายพระนะครับที่ได้เมตตาโปร่งสวดเจริญพรคุณเน่งเป็นเจ้าภาพนะครับรายวันนะครับติดต่อนะครับทางด้านท่านเจ้าวาดนะครับท่านพระประหลัดพระราทิพย์กันตากุศโลท่านเจ้าวาดวัดใหม่เป็นเกลียวนะครับหรือว่าท่านเลขานะครับวัดใหม่เป็นเกลียวนะครับหรือว่าติดต่อทางด้านคณะสงฆ์นะครับในอารามวัดใหม่เป็นเกลียวในโจราบะขยะเนาะประสาทหลังจากการพระราชพิธีทรงบำเพ็ญพระราชกุศลครบ15 วันทุกวันนะคะตั้งแต่เวลา 9 นาฬิกาถึง 21 นาฬิกาเริ่มตั้งแต่วันอาทิตย์ที่ 9 พฤศจิกายน พุทธศักราช 2568 3. พระราชทานพระบรมราชานุญาตအဲ့ဒါရွာထဲရောက်လာပြီမြို့ထဲရောက်လာပြီပေါ့နော်คณะรัฐบาลคณะปกครองส่วนราชการรัฐวิสาหกิจภาคเอกชนและประชาชนทั่วไปร่วมเป็นเจ้าภาพบำเพ็ญพระราชกุศลสวดพระอภิธรรมพระบรมศพภายหลังจากการพระราชพิธีทรงบำเพ็ญကြည်တာနော်ကြည်ထားကြခင်ဗျာကျွန်တော်ဖူးမြော်ရအောင်ကျွန်တော်အခုလိုမျိုးတင်ပေးထားပါတယ်ခင်ဗျာနော်မြင်ရအောင်နော်ကောင်းကောင်းလေးမြင်ရအောင်ဟိုမှာသူများနေကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တယ်အိုးကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တယ်လို့ထိပေါက်ပါစေခင်ဗျာနေ့စီမှာပိတ်တယ်လို့ထိပေါက်ပါစေခင်ဗျာနော်နေ့စီမှာပိတ်တယ်လို့ထိပေါက်ပါစေနော်အခုသူများနိုင်ငံမှာတော့တွေ့တယ်ဟုတ်လားသူများနိုင်ငံမှာဘယ်လောက်ထိပါအိုးဟိုထီပေါက်ချင်တဲ့လူတွေအများကြီးပဲနော်ကျွန်တော်ပြောချင်တာဒီလိုမျိုးဆိုရင်ဝင်ကြည့်ကြပါခင်ဗျာနော်ကျွန်တော်ဒီလိုမျိုးလိုက်ရွှေ့ထားလို့ကြည့်ဝင်ကြည့်ကြပါကုသိုလ်ရတယ်ဟိုမှာရံဖြစ်တဲ့ဟာနေဆဲတဲ့ဟာနေသွားမဲ့ကြည့်ပါတယ်ခင်ဗျာနော်ဒီလိုနေကြည့်လို့ရှိပို့ပြီးဆိုးတယ်ခင်ဗျာနော်ကျေးဇူးတင်ပါတယ်နေ့စီမှာပိတ်တဲ့အတွက်နော်အခုလိုမျိုးကကျွန်တော်တို့ကမြင်ရခက်တယ်တချို့လူတွေကမမြင်ရဘူးခင်ဗျာတချို့လူတွေကကြတော့ကျွန်တော်ပြောပြမယ်မမြင်ရပါဘူးခင်ဗျာနော်အခုကျွန်တော်လိုက်လွှတ်ပေးထားကတော့အကလုံးမြင်ရအောင်ကျွန်တော်လွှတ်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်အခုကျွန်တော်လိုက်လွှတ်ပေးထားတာတော့အကလုံးမြင်ရအောင်ကျွန်တော်လွှတ်ပေးထားပါတယ်ခင်ဗျာနော်ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့မြန်မာပြည်သားတွေတန်ပေါ်အများများစွာရှိတယ်မမြင်ရတဲ့လူတွေလည်းရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကဝိုင်းပြီးတော့ share လို့ကျွန်တော်ပြောတာမဟုတ်ဘူးသူများနေလည်းမြင်လို့ရအောင်လို့ကျွန်တော်က share ခိုင်းထားပါတယ်ခင်ဗျာနော်ကြည့်ကျွန်တော်တို့မြို့ထဲမှာကြည့်ပြည်သူတွေကြည့်ထိုင်ဆောင်နေတဲ့ပြည်သူတွေလမ်းပေးမှာနော်12 နာရီတနာရီ12 နာရီထိုးတဲ့လာထိုင်ဆောင်နေကြတယ်လည်းရှိတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ